ဂျင်းစောလို့ကြလာလေတဲ့ဘာတွေပြောနေရလဲတဲ့ကျမရောဘာတွေပြောနေလို့ပြောကြည့်ပါကျမရောအဲ့ဗီဒီယိုထဲမှာဘာတွေပြောနေလို့လဲနော်လူကထွေးစိတ်ပေါက်နေပါလေဆိုဘာကြီးလာပြောနေအောင်ကြည့်လာရောအဲ့ဗီဒီယိုအဆုံးထိအဲ့အမိုးကြောင့်မပြီးခင်ဗမာမမြင်စေနဲ့လို့ပြောတာတအားဝေဖန်စိုးတာပဲသူများကိုနော်စလုံးဂျင်သွားတော့ရည်ရွယ်ချက်နဲ့အခုဂျင်သွားတဲ့ရည်ရွယ်ချက်နဲ့မတူတော့ဘူးဂျင်သက်ကြလာပြီကျမနော်မတူတော့ဘူးစဆုံးဂျင်သွားတော့ကတော့ဟုတ်တယ်တလားနဲ့ဝိပနေပေါင်ချချင်တာဘလောက်ထိချချင်တာခန္ဓာကိုယ်စစ်ပက်အမြောင်းလေးတွေပေါ်ပြီးတော့မှခါရှိတ်လေးနဲ့ဖင်လေးကဝိုင်းပြီးအဲ့လိုလှချင်တာဖော်ကင်လေးကလုံးလေးနော်ကိုလေးကလည်းလုံးလေးနဲ့အဲ့လိုလှချင်တာဂျင်ကိုအဲ့လိုမျိုးရည်ရွယ်ချက်နဲ့သွားတာဒါမဲ့ဂျင်းစော့တဲ့နည်းနည်းကြာလာတော့အခုဂျင်းသွားတဲ့ရွေချက်ကမတူတော့ဘူးအိမ်မှာဆိုတယောက်တည်းဆိုတဲ့အတွက်အဖော်မဲ့တယ်အထီးကျန်တယ်ဂျင်းကိုသွားရဲ့အဖွဲစုတယ်နော်အဖွဲစုပြီးသွားလို့ရှိရင်မုံဆိုင်သွားတယ်အလေလိုက်တယ်နော်ဟီလာဝါလာသွားလုပ်တယ်အဲ့တော့ဂျင်းသွားတယ်ဆိုတာနောက်ပိုင်းကျရင်အဖွဲစုပြီးအလေလိုက်ချင်လို့ဂျင်းသွားတာနော်ရွေချက်မတူတော့ဘူးအမားတို့လည်းဂျင်းသွားကြရင်သိလိမ့်မယ်နော်မောတာအမေရိကန်တော့ဂျင်းသွားတယ်ဆိုရင်ဝိတ်ကြဖို့လို့လူတွေတော်တော်များများခံစားကြတယ်ပေါ့နော်ဝိတ်လော့သမားတွေအတွက်ဆိုရင်တော့ over weight သမားတွေဆိုအတွက်ဆိုရင်တော့ဟုတ်တယ်ဝိတ်ကြဖို့အတွက်ဂျင်းကစားလိုက်တာနဲ့ဝိတ်ကြတယ်ဝိတ်ကြဖို့အတွက်ကိုဂျင်းသွားရတာဒါပေမဲ့အဲ့ဒီ over weight သမားပဲဖြစ်ဒီလိုပုံမှန်ဝိတ်သမားပဲဖြစ်ဂျင်းသွားရဆိုရင်ဂျင်းကအလေးတုံးတွေမှပြီးတော့ဂျင်းကစားတာ90%နောက်ကကိုယ့်ရဲ့ပါဇက်ထဲကိုထည့်မယ်အစားအသောက်ကယ်လိုရီတွက်စားတာ90%အဲ့လိုမျိုးပဲလိုက်ညီနေမှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီအစားအသောက်တွေအသက်ကုန်စားပြီးဂျင်းမှာအလေးတုံးတွေအီးထွက်အောင်မှလည်းဝိတ်ကမကြအောင်တိတာအဲ့လိုကွာတယ်တိလားဂျင်းဆော့ရုံနဲ့ဝိတ်ကြတယ်လို့ထင်နေတဲ့အတွေးကိုပြင်လိုက်ချိုးပြောပြမယ်ချိုးအခုဒီစပင်ကိစ္စဖြစ်တော့ဆိုလို့ရှိရင်ခီးပန်းတာခီးရလည်းရန်ကွာနေကလော့သွားတယ်ကလော့ကနေနေပြီးတော့ပြန်လာတယ်အဲ့လိုမျိုးအဆင့်နေပြန်ရတဲ့အခါကျတော့ခီးပန်းတာအဲ့ရက်ပိုင်းနဲ့ခီးအရန်ပန်းတာလည်းပါတယ်လူကစိတ်ပင်ပန်းပြီးတော့မှအပြန်ကမစားနိုင်မတောက်နိုင်လည်းပါတယ်လုံးဝ140ကနေပြီးတော့မှလုံးဝမကြတဲ့ဝိတ်ကဟုံးဆိုပြီးတော့132ပေါင်ထိုးကျသွားဒါပေမဲ့ဝိတ်တာထိုးကျသွားတာဘာတွေကမကြဘူးလဲဆိုတော့ဒီလက်မောင်းဆိုင်တွေခါဆိုင်တွေကကြတော့တက်လာလက်မောင်းဝက်စီလောက်ပြန်တက်လာเนาะဒါဝိတ်က10ပေါင်လောက်ကျတယ်เนาะဒါပေမဲ့ထိုးတက်လာအခုဝိတ်ဂျင်းသွားတယ်ဆိုတာကလေအသားကျစ်ပြီးတော့မှတကယ်ကစားတယ်ဆိုရင်ကြွက်သားတွေကိုအလုပ်ပေးပြီးကြွက်သားတွေတန်မာဖို့အတွက်ကိုဂျင်းသွားတာတိလားဝိတ်ကြကျင်တိုင်းဂျင်းသွားလို့မရဘူးဟိုတစ်ခါလေကျရင်ဂျင်းမှာပေါင်ချိန်ဆက်ပေါ်တက်ကြည့်ရဲဆိုလို့ရှင်နေတိုင်းချိန်နေတဲ့သူတွေပူတော်စိတ်ဆင်းရဲသေးတယ်တရက်လာလဲဝိတ်ကမကြောက်2ရက်လာလဲဝိတ်ကမကြောက်1လရှိလဲမကြောက်2လရှိလဲမကြောက်ဒါမှခါးဆိုင်တွေလက်မောင်းဆိုင်တွေသေးသွားအဲ့လိုတော့ရှိတယ်